ခရမ်းမြေကိုတက်တည်တီတက်ကြမှာစဉ်တွန်းဖျားကြီးမှာစူတောင်းရင်းနဲ့အလွမ်းတေးတဲ့ပုဂ္ဂိုလ်တီကကျူးလို့သူတယောက်ကြားသိစေရန်ပြောပေးပါလားမိုးဝတ်တန်ရဲ့လာတဲ့ကွင်မအုပ်ဆိုင်မိုင်းမြို့ပြိုတော့မလို့မှန်ချင်းဒီရင်မအလွန်မိုးရရွာသူနေရောက်တူတူခေါ်ရမခွဲဘူးရဲ့လို့တက်ကြမာရစိန်သူမရကြီးဟုစုတူပန်းငါချွေအတိတ်ကဒီဇလန်ကိုရိပ်ပမမြင်အောင်လို့နေမူရီတွေထဲမှာတိတ်ကိုပြန်တွေးဆိုင်ခံကိုခရမ်းမြေကိုတက်တည်ကြည့်လို့တိုင်တဲ့သစ္စာသူကြောင့်လို့ပြောပြပါမို့လာတဲ့ကွင်မအုပ်ဆိုင်မိုင်းမြို့ပြိုတော့မလို့မှန်ချင်းဒီရင်မအလွန်မိုးရရွာသူနေရောက်တူတူခေါ်ရမခွဲဘူးရဲ့လို့တက်ကြမာရစိန်သူမရကြီးဟုစုတူပန်းငါချွေအတိတ်ကဒီဇလန်ကိုရိပ်ပမမြင်အောင်လို့နေမူရီတွေထဲမှာတိတ်ကိုပြန်တွေးဆိုင်ခံကိုခရမ်းမြေကိုတက်တည်ကြည့်လို့တိုင်တဲ့သစ္စာသူကြောင့်လို့ပြောပြပါမို့ဝါဆိုလာရောက်တိုင်းလွမ်းနေခရမ်းမြေကအလွန်မမြင်ပြန်ခဲ့မယ်လို့ပြောသူကြီးကိုချစ်မြဲချစ်စင်ဆောင်ကြလျက်ပါခရမ်းမြို့မှာဆုံးနေပူစာရဲ့အခုတော့ပုံမြင်လေလို့မတန်တဘောဖြစ်ကြံနေပြီချင်လာတဲ့ကွင်မအုပ်ဆိုင်မိုင်းမြို့ပြိုတော့မလို့မှန်ချင်းဒီရင်မအလွန်မိုးရရွာသူနေရောက်တူတူခေါ်ရမခွဲဘူးရဲ့လို့တက်ကြမာရစိန်သူမရကြီးဟုစုတူပန်းငါချွေအတိတ်ကဒီဇလန်ကိုရိပ်ပမမြင်အောင်လို့နေမူရီတွေထဲမှာတိတ်ကိုပြန်တွေးဆိုင်ခံကိုခရမ်းမြေကိုတက်တည်ကြည့်လို့တိုင်တဲ့သစ္စာသူကြောင့်လို့ပြောပြပါမို့ဝါဆိုလာရောက်တိုင်းလွမ်းနေခရမ်းမြေကအလွန်မမြင်ပြန်ခဲ့မယ်လို့ပြောသူကြီးကိုချစ်မြဲချစ်စင်ဆောင်ကြလျက်ပါခရမ်းမြို့မှာဆုံးနေပူစာရဲ့အခုတော့ပုံမြင်လေလို့မတန်တဘောဖြစ်ကြံနေပြီချင်